ခိုမိုနဲ့ယာတီဂျိုနောက်ဆုံးပွဲအပြီးအာဆင်နယ်မှာဘာတွေမြင်တွေ့ခဲ့ရလဲအဓိကအချက်၄ခုကိုကြည့်လိုက်ကြရအောင် Facebook TikTok နဲ့ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအာဆင်နယ်ခွန်တန်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်အာဆင်နယ်ဟာမနေ့ညက2026ယာတီဂျိုရှေ့စစ်ပွဲနောက်ဆုံးပွဲအဖြစ် Emirates Stadium မှာခိုမိုကိုလက်ခံကစားခဲ့ပါတယ်ဒီပွဲမှာလည်း Bruno G ရဲ့အာဆင်နယ်ပွဲဦးထွက်လည်းဖြစ်ပါတယ်အာဆင်နယ်က Real Betis draw မို့လို့ကိုစတိုက်ရှုံးထားတာကြောင့်ကွန်မြူနီတိုင်းမတိုင်ခင်အနိုင်ရလတ်နဲ့ယာတီဂျိုကိုအဆုံးသတ်နိုင်ဖို့အာဆင်နယ်အတွက်ရေးကြီးခဲ့ပါတယ်ပထမပိုင်းမှာအာဆင်နယ်ကအခွင့်အရေးအချို့ဖန်တီးနိုင်ခဲ့ပြီးဂါဗီယယ်ဂျေဆုကအလွတ်နီးပါအခွင့်အရေးကိုကန်သွင်းရာကနေဘားတိုင်ထိသွားခဲ့ပါတယ်19မိနစ်မှာအာဆင်နယ်ကဥဆောင်ကိုရခဲ့ပါတယ်ခိုမိုဂိုးသမားကနေကန်တင်လိုက်တဲ့ဘောလုံးကိုလူးစ်ကယ်လီကတစ်ချက်ထိန်းပြီးမာတင်နယ်လီကိုပေးလိုက်တယ်မာတင်နယ်လီပြန်ချပေးတာကိုလူးစ်ကယ်လီကဂိုးအေရီယာအပြင်ဘက်ကနေလှပစွာကန်သွင်းက1-0ဖြစ်စေခဲ့ပါတယ်ဒါပေမဲ့ပထမပိုင်းမပြီးခင်မှာခိုမိုရဲ့ဘယ်ဘက်ချမ်းကနေပြီးအတွင်းကိုဝင်ကအာဆင်နယ်လူငယ်ကစားသမားတွေကိုလိန်ခောက်ပြီးတော့ပြင်းကန်သွင်းခဲ့ပါတယ်အကြောင်းမို့ပထမပိုင်းအပြီးမှာတွင်1-1ဖြစ်စေခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ဘရူနိုဂျီရဲ့ပွဲဦးထွက်ကိုမြင်တွေ့ခဲ့ရပါတယ်ဘရူနိုဂျီနဲ့အတူဒေးဗစ်ယာယာမာတင်အိုဒီဂတ်ခရစ္စတန်မကွဲယာတို့လည်းပါဝင်လာပြီးအာဆင်နယ်ရဲ့ကစားပုံကလည်းပိုပြီးတည်ငြိမ်လာခဲ့ပါတယ်ဘရူနိုကဝင်လာပြီးမကြခင်မှာအရေးပါတဲ့ interception တစ်ချိန်ပြုလုပ်ခဲ့ပြီး Emirates မှာပေးသက်တွေသူ့ကိုအားပေးခဲ့တာကိုလည်းကြားခဲ့ရပါတယ်နောက်ပိုင်းမှာတော့ကာလာဖီယိုရီဗန်ဝိုင်ဟာဘတ်မယ်ရီနိုခရစ္စတိုဇိုလစ်နဲ့မာတိုကီတို့လည်းလူစားဝင်ကစားခဲ့ပါတယ်ပုံမှန်ပွဲချိန်90အပြီးမှာတော့အာဆင်နယ်1ခိုမို1ဖြစ်တာကြောင့်ပယ်နယ်တီအဆုံးဖြတ်ဆက်လက်ကန်ခဲ့ပါတယ်ပယ်နယ်တီအဆုံးဖြတ်မှာမာတင်အိုဒီဂတ်ဟာဘတ်ဘရူနိုဂျီနဲ့ခရစ္စတိုဇိုလစ်တို့ကဂိုးအဖြစ်အောင်မြင်ခဲ့ပေမဲ့မာတိုကီကန်သွင်းရမှာတော့တိုင်ထီးပြီးတော့ဂိုးအဖြစ်မဝင်ခဲ့ပါဘူးဒေးဗစ်ယာကတော့ခိုမိုရဲ့ပယ်နယ်တီကိုအကောင်းဆုံးကာကွယ်ပေးခဲ့ပြီးနောက်ဆုံးမှာတော့အာဆင်နယ်ကခိုမိုကိုပယ်နယ်တီအဆုံးအဖြတ်နဲ့နိုင်ရခဲ့ပါတယ်ဒီပွဲရဲ့အဓိကအချက်၄ခုကပထမတစ်ဘရူနိုဂျီရဲ့ပွဲဦးထွက်အာဆင်နယ်ပြည်သက်တွေစောင့်မျှော်နေတဲ့ကစားသမားကိုပထမဆုံးမြင်တွေ့ခဲ့ရပါတယ်ဒုတိယတစ်ချက်ကလူးစ်ကယ်လီရဲ့ခြေစွမ်းဂိုးတစ်ခုသွင်းယူပြီးလူငယ်ကစားသမားတယောက်အနေနဲ့ထပ်မံအာရုံစိုက်ခံခဲ့ရပါတယ်နံပါတ်3ချက်အနေနဲ့ဒေးဗစ်ယာယာရဲ့ပယ်နယ်တီကာကွယ်မှုအနိုင်ရလက်အတွက်အရေးကြီးတဲ့စစ်ပြုလုပ်ပေးခဲ့ပါတယ်နံပါတ်4ချက်ခရစ္စတိုဇိုလစ်ရဲ့အဆုံးဖြတ်ပယ်နယ်တီနောက်ဆုံးကန်ချက်ကိုအေးအေးဆေးသွင်းသွားပြီးအာဆင်နယ်ရဲ့ယာတီဂျိုနောက်ဆုံးပွဲကိုအနိုင်နဲ့အဆုံးသတ်သွင်းပေးခဲ့ပါတယ်အနှစ်ချုပ်ပြောရရင်အာဆင်နယ်ဟာပုံမှန်ပွဲချိန်မှာခိုမိုကိုမနိုင်ခဲ့ပေမဲ့ပယ်နယ်တီအဆုံးဖြတ်မှာအနိုင်ရခဲ့ပြီးဘရူနိုဂျီရဲ့ပွဲ